ချွေးမထွက်သွေးမထွက်ပဲပထမဆုံးမြန်မာနိုင်ငံသား UFC ချန်ပီယံဖြစ်လာတဲ့ Van ချင်းတိုင်းရင်းသားလေး Van ကတော့မြန်မာနိုင်ငံကိုဂုဏ်ယူရအောင်လို့ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ပရိသတ်တီမျောလင့်ထားသလိုပွဲကောင်းတစ်ပွဲကိုမကြည့်လိုက်ရပေမဲ့လည်းပရိသတ်တီဖြစ်စီခြင်းနဲ့ဆန္ဒနဲ့ထပ်တူကြခဲ့ရလို့ဆိုရမှာဖြစ်ပါတယ်။ UFC မှာချန်ပီယံခပတ်သိမ်းပိုက်ဖို့ဆိုတာမလွယ်ကူတဲ့အရာပါ။တကယ်ကိုဒီချင်းဖိုင်တာတွေတောင်မှအသေးအလဲပွဲတွေဆင်နွှဲနေတဲ့အချိန်မှာမြန်မာနိုင်ငံချင်းတောင်တန်းအရက်ကကောင်လေးတစ်ယောက်ကချွေးမထွက်သွေးမထွက်ပဲခပတ်သိမ်းပိုက်နိုင်ခဲ့ရလို့ပြောရင်ဒါကဒဏ္ဍာရီတစ်ခုလောက်ဖြစ်နေအောင်ပဲထင်နေ။ဟုတ်ပါတယ်ဗန်ကချန်ပီယံခပတ်ကိုသွေးမထွက်ချွေးမထွက်ပဲသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အရင်တော့ UFC လိုနေရာမှာမြန်မာကိုစားပြုဖိုင်တာတွေကိုမြင်တွေ့ရခွင့်ဆိုတာအင်မတန်ကိုအခွင့်အရေးနေပါတယ်။မြန်မာမပြောနဲ့မွေထိုင်းမှာကမ္ဘာအဆင့်ဖြစ်နေတဲ့ထိုင်းနိုင်ငံကဖိုင်တာတွေတောင်မှ UFC မှာထိုးနိုင်ခြင်းမရှိပါဘူး။ဒီလိုအခြေအနေမျိုးမှာ Van က UFC မှာထိုးသက်ခွင့်ရတဲ့ပထမဆုံးမြန်မာနိုင်ငံသားဖြစ်လာခဲ့လို့အခုဆိုရင်တော့ချန်ပီယံခပတ်ရရှိတဲ့ပထမဆုံးမြန်မာနိုင်ငံသားအဖြစ်ပါမှတ်တမ်းသစ်ရေးထိုးသွားခဲ့ပြီဖြစ်ပါတယ်။လက်ရှိ Flyweight ချန်ပီယံပန်ဒူဂျာကအသက်35နှစ်ရှိပြီဖြစ်သလိုချန်ပီယံခပတ်ကို9ချိန်ထိကာကွယ်ထားနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။အသက်အရွယ်ရ Van နဲ့10နှစ်ကျော်กว่าသလိုအထွေးကြုံတဲ့သဘာပိုင်းမှာလည်း Van ထက်အများကြီးအသာရနေတဲ့သူဖြစ်ပါတယ်။ဒါကြောင့်လည်းတော်တော်များက Van နေနဲ့အနိုင်ရခဲ့မယ်ဆိုရင်တော့အမှတ်နဲ့လောက်ပဲဖြစ်နိုင်မယ်ဆိုပြီးတော့ထင်မှတ်ခဲ့ကြတာ။နာမည်ကျော်လောင်းကစားကုမ္ပဏီတွေကအစဒီပွဲမှာဖန်တူဂျာကိုအနိုင်ပေးထားပြီးတော့ Van ကို underdog အဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ပွဲရလည်းအဖွင့်တော်တော်လေးကိုလှခဲ့ပြီးတော့အချီစဖွင့်ကလေးကပန်ဒိုဂျာအောက်ခြေခက်ချက်တွေနဲ့ဘန်ကိုစဖွင့်ခဲ့တာဖြစ်တယ်။ပန်ဒိုဂျာရဲ့တောက်လျှောက်ဖိအားပေးထိုးသတ်မှုတွေအောက်မှာဘန်တယောက်အလူးလဲကာကွယ်ခဲ့ရတာဖြစ်တယ်။ဒီလိုနဲ့ပထမအချီစပြီး20စက္ကန့်ဝန်းကျင်မှာပန်ဒိုဂျာရဲ့အမြင့်ကန်ချက်ကိုဗန်တစ်ချက်တားပြီးတော့ပြန်အတွန်းပန်ဒိုဂျာတယောက်လဲကျသွားရကနေလက်နဲ့ဂျိုးဝိုင်းချမ်းပြင်ကိုထောက်မိခဲ့တာကြောင့်တထောင်စစ်လွဲသွားခဲ့ရပါတယ်။ခြေနေရပန်ဒိုဂျာနေနဲ့ဆက်ထိုးသက်ဖို့မဖြစ်နိုင်တော့တာကြောင့်ဂျိုင်ယာဗန်ကို TKO နဲ့အနိုင်ပေးခဲ့တာဖြစ်ပါတယ်။ဒီကောင်းတဲ့ပွဲမဖြစ်ခဲ့ပေမဲ့လည်းဘယင်ဖြစ်မဲ့သူဆိုတာမင်းလောင်းစာတာပါလာတယ်ဆိုသလိုမျိုးဗန်တယောက်ချန်ပီယံဖြစ်စင်တော့လဲအားတောင်သိမ့်မဆိုင်လိုက်ရပဲချန်ပီယံခပတ်ကိုသိမ့်ပိုက်သွားနိုင်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ဒါကြောင့်အခုဆိုရင်ဗန်က UFC မှာချန်ပီယံဖြစ်လာခဲ့တဲ့ပထမဆုံးမြန်မာနိုင်ငံသားအာရှနွယ်ဝါဖိုင်တာတွေထဲမှာ UFC ချန်ပီယံဖြစ်လာတဲ့ပထမဆုံးဖိုင်တာပန်ဒိုဂျာကိုအလဲထိုးအနိုင်ရရှိခဲ့တဲ့ပထမဆုံးဖိုင်တာ UFC ရဲ့ဒုတိယအသက်ငယ်ဆုံးချန်ပီယံအစရှိတဲ့စံချိန်မှတ်တမ်းကောင်းများစွာကိုပိုင်ဆိုင်သွားခဲ့ရလဲဖြစ်ပါတယ်။